Hello အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကကြတော့ကျွန်တော်အရန်မေးများတဲ့မေးခွန်းလေးတစ်ခုကိုကျွန်တော်ဖြေပြသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကကြတော့language school ပြီးသွားတဲ့အခါကျရင်ပေါ့နော်ကျွန်တော်တို့တက္ကသိုလ်တွေcollege တွေကိုမသွားဘဲနဲ့ပေါ့နော်တခါတည်းအလုပ်ဝင်လို့ရလားဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့မရဘူးမဟုတ်ရတယ်ပေါ့နော်ဆိုတော့လိုအပ်တဲ့အရေးချင်းလေးတချို့တော့ရှိတယ်အဲ့ဒါကကြတော့အနည်းဆုံးအန်တူရှိရမယ်ပြီးရင်နောက်တစ်ခုကကြတော့မြန်မာနိုင်ငံမှာကလေးကဘွဲတစ်ခုခုယူလိုက်ရမယ်ပေါ့နော်ဘယ်ဘွဲပဲဖြစ်ဖြစ်ဘွဲဆိုရင်ရပြီပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ကျောင်းကပေါ့နော်ကျွန်တော်တို့လာမဲ့ language school ကျောင်းကလက်ခံရမယ်ပေါ့ဒီအချက်ကလည်းအရေးကြီးပါတယ်ဥပမာကျွန်တော်တို့ဆိုရင်ကျွန်တော်တို့လာတဲ့ကျောင်းဆိုရင်ဒီလိုမျိုးလိုလက်မခံပါဘူးကိုကအဲ့လိုမျိုးတခါတည်းအလုပ်ဝင်မဲ့စိတ်ကူးရှိရဆိုရင်ကိုလာမဲ့ agency နဲ့တခါတည်းဆွေးနွေးတာဒါမှမဟုတ်ဘူးဆိုရင်လည်းကိုလာမဲ့ကျောင်းအကြောင်းကိုပေါ့နော်တေချာလေးစုံစမ်းထားတာတို့လုပ်တင်ပါတယ်ပြီးရင်ဗီဒီယိုနဲ့တော့မဆိုင်ဘူးပေါ့နော်ဒါကျွန်တော်တောင်းဆိုခြင်းတဲ့အရာလေးတစ်ခုရှိပါတယ်ဒါကကြတော့ကျွန်တော်ဗီဒီယိုကိုကြည့်မယ်ဆိုရင်ပေါ့နော်အသေးလေးနှိပ်ပြီးတော့follow လေးလုပ်ခဲ့ပေးဖို့ကိုကျွန်တော်မြစ်တာရက်ခံပါတယ်ဘာလို့လဲဆိုတော့အခုကြည့်နေတဲ့လူတယောက်အနေနဲ့အသေးလေးတစ်ခုနှိပ်ခဲ့ဖို့ကကြတော့တိတ်ပြီးမပင်ပန်းဘူးဆိုရင်ပေါ့နော်TikTok ရဲ့system အရာပေါ့နော်ကျွန်တော်တို့လိုဗီဒီယိုလုပ်တဲ့လူတွေအတွက်အရာအရေးကြီးပါတယ်အဲ့အတွက်ကြောင့်ကူညီပေးဖို့မြစ်တာရက်ခံပါတယ်ဆိုတော့အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ် bye bye